လုံးပဲမင်္ဂလာပါဒေါက်တာလေးလာအိတ်ဆဲတင်နန်းစာပတ်တွန်းကနေကြိုဆိုပါရစေအဲ့တော့ဒီနေ့မှာတော့အိတ်ဆဲဖိုင်မှာဖိုင်ဆိုတဲ့ tab လေးမှာဘာလို့ပါလဲဆိုတဲ့ဟာလေးကြီးနဲ့ပြီးရင် home tab ထဲမှာဘယ်လိုဟာမျိုးလေးလုပ်ရလဲဆိုတာလေးကိုစာဝါးအနေနဲ့ပြပြပေးမှာဖြစ်ပါတယ်အဲ့တော့ file ဆိုတဲ့ tab လေးကိုဖွင့်လိုက်လို့ရှိရင်ဒီ file လေးကို save လုပ်ရမယ့်ဟာလေးတွေရဲ့ပြီးရင် template ရေးမယ့်ဟာလေးတွေရဲ့ပေါ်လာမှာဖြစ်ပါတယ်အဲ့ဒီ template ကနေပြီးတော့လည်းဒီသူပေးထားတဲ့ template လေးရေးလို့ရတယ်မျိုးမရေးချင်ဘူးဆိုလို့ရှိရင်ကိုယ့်ဘာကို blank file နဲ့ယူလို့ရတယ်ပေါ့နော်အဲ့တော့ခုလောဆယ်ပါဆိုလို့ရှိရင်ဒီ home tab ထဲမှာရှိတဲ့ဒီအရှေ့ပိုင်းလေးကိုဒီဗီဒီယိုဖိုင်ထဲမှာပြပြပေးသွားပါမယ်အဲ့တော့ sample အနေနဲ့ data လေးတွေအစမ်းပြပြပါမယ်အဲ့တော့ data လေးတွေဖြည့်ပြီးဆိုရင်ပထမဆုံးအနေနဲ့ font ပေါ့နော်ဒါလေးတွေကတော့ font style လေးတွေကိုကြိုက်တဲ့ဟာလေးကိုရွေးပြီးတော့ font လေးပြောင်းလို့ရတယ်ဒါပေမဲ့ဒီတစ်ခုသတိထားမှာကဘယ်ဟာကိုပဲလုပ်လို့ပေါ့နော်အရင်ဆုံးကိုလုံးမဲ့ data လေးကို select မှတ်ပေးဖို့လိုပါတယ်select ကလည်း cut လေးမှတ်စရာမလိုပါဘူးဒီ mouse ကလေးကို drag လုပ်လိုက်ပြီးတော့ကိုလိုချင်တဲ့ဒီအကွက်ကလေးတွေ data လေးတွေကိုဆက်ပြီးတော့မှတ်လိုက်ရုံပဲပေါ့နော်ဒီအရှေ့ပိုင်းလေးမှာဆိုရင် font ပြောင်းလို့ရမယ် font size တွေပြောင်းလို့ရမယ်ပြီးရင် font size လေးတွေပေါ့နော်ဥပမာအမဲတင်တာbold လုပ်တာပြီးရင်ဒီ underline လုပ်တာအစရှိသဖြင့်နောက်တစ်ခုကကျတော့ဘောင်ခတ်တာပေါ့နော်ဒါမျိုးလေးလုပ်လို့ရပါတယ်ဒီမှာဆိုရင်font size လေးတစ်ခုပြောင်းထားတယ်ပြီးရင်သူ့ရဲ့ site ကလေးကိုပြပြပေးထားတယ်ပေါ့နော်အဲ့တော့ခုနပြောသလိုပဲသတိထားရမှာကဘာလို့လို့အရင်ဆုံးကိုလုံးမဲ့ data ကို select လုပ်ပေးပါနောက်တစ်ခုကဒီမှာဆိုလို့ရှိရင် bold တင်လို့ရတယ်bold တင်တဲ့အခါမှာလည်း shortcut key အနေနဲ့ဆိုလို့ရှိရင် control ရယ် B ရယ်သုံးပါမယ်အဲ့တော့စာသားလေးစောင်းကျင်နေဆိုရင် icon လေးအနေနဲ့ control နဲ့ I နဲ့ shortcut key အနေနဲ့တွဲပါမယ်ပြီးရင် underline လေးလုပ်လို့ရမယ်တကယ်လို့ကိုလုပ်ပြီးသားတွေမလုပ်ချင်ဘူး format တွေပြန်ထုတ်ချင်တယ်ဆိုလို့ရှိရင်လည်း select လုပ်ပြီးတော့အဲ့ဒီအပေါ်လေးမှာပြန်ထောက်လိုက်ရုံပဲပေါ့နော်အဲ့တော့ border ဆိုလည်းဒီမှာတက်လို့ရေးလို့ရတယ်ဥပမာအပေါ်ပဲတင်မလားအောက်ပဲတင်မလားသို့မဟုတ်လည်းတစ်ခွက်လုံးတင်မလားပေါ့နော်အစားရှိတဲ့ဖြင့်လုပ်လို့ရတယ်ပြီးရင်ဒီ additional setting အနေနဲ့ပေါ့နော်အဲ့တော့တခြား color သွင်းတာတို့ဒီ style လေးတွေပေါ့နော် border style လေးတွေ line style လေးတွေရေးတာတော့အစားရှိတဲ့ဖြင့်ဒီလိုမျိုးလေးတွေလုပ်ပေးလို့ရပါတယ်ဥပမာအပြင်ပဲကွတ်မလားပေါ့နော်အထဲပဲကွတ်မလားသို့မဟုတ်လည်းအပေါ်ပဲကွတ်မလားကိုလိုချင်တဲ့အနေအထားလေးကိုဒီ setting ထဲမှာပြန်ပြီးတော့ချိန်လို့ရတယ်ပေါ့နော်အဲ့တော့ shortcut key လေးတွေသုံးရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီမှာဆိုရင် color ချယ်တာcolor ချယ်တဲ့နေရာမှာလည်းဒီစေးပုံးလေးရှိတယ်ပြီးရင် A လေးနဲ့ပေါ့နော် font လေးတွေပဲချယ်တာရှိတယ်တစ်ခွက်လုံးဆဲရဲ့တစ်ခွက်လုံး background တွေပါချယ်တာရှိတယ်ပေါ့နော်အဲ့တော့color ချယ်တဲ့နေရာမှာလည်းကိုကြိုက်သလိုသူပေးထားတဲ့ basic color တွေသုံးလို့ရတယ်သို့မဟုတ်ဒီ additional setting ကနေပြီးတော့လည်း RGB code တွေကိုသုံးလို့လည်းရတယ်ပေါ့နော်အဲ့တော့ font color ဆိုရင်လည်းအဲ့ဒီအတိုင်းပဲစာသားရဲ့ color ဖြစ်တယ်ပေးထားတဲ့ဒီ original ပေးထားတဲ့ color တွေသုံးလို့ရတယ်လို့မျိုးပဲတခြား additional setting တွေမှာဝင်ပြီးတော့တခြား color code တွေလည်းရွေးပြီးတော့သုံးလို့ရတယ်ပေါ့နော်အဲ့တော့ပြီးရင် okay လုပ်လိုက်တာနဲ့ဒီအသစ် setting တွေအကုန်လုံးဝင်သွားမယ်ပေါ့နော်အဲ့တော့နောက်ထပ်ပြလို့ရအောင် data တွေထပ်ပြီးတော့ဖြည့်မယ်အိတ်သေးက data ဒီရိုက်တဲ့နေရာမှာလည်းပေါ့နော်အဲ့တော့ကိုရိုက်ချင်တဲ့အကွက်လေးတွေကိုထောက်ပြီးတော့ဒီရိုက်သွားလိုက်ရုံပဲပေါ့နော်ပြီးသွားလို့ရှိရင်setting လေးခုနပြခဲ့တဲ့အတိုင်းပဲ border လေးတွေပြန်ဖွင့်မယ်အကုန်လုံးပေါ့နော်အဲ့တော့ format အတူတူဖြစ်သွားအောင်လည်း border လေးပြန်ပြီးတော့ပြန်ဖွင့်မယ်နောက်တစ်ခုကပြချင်တာကျတော့ဒီမှာသူရဲ့ alignment လေးပေါ့နော် alignment ဆိုတာဒီဇယားကွက်ထဲကစာသားလေးကိုထိပ်မှာထားမလားအလယ်မှာထားမလားအောက်မှာထားမလားအစားရှိတဲ့ဖြင့်ကိုလိုချင်တဲ့နေရာလေးကိုပြန်ချိန်လို့ရတယ်ပေါ့နော်ဥပမာစာသားလေးကိုဘယ်ဘက်စွန်းမှာပဲကတ်ထားခြင်းနဲ့သို့မဟုတ်လည်းညာဘက်စွန်းမှာပဲကတ်ထားခြင်းနဲ့အပေါ်မှာပဲကတ်ထားခြင်းနဲ့ဒါမျိုးလေးပေါ့နော်အဲ့တော့အခုပြတဲ့နေရာမှာဆိုလို့ရှိရင်ဒီအတန်းလေးတွေထဲမှာဒီ alignment section ထဲမှာဆိုလို့ရှိရင်အပေါ်တုန်းကဟာကြတော့အပေါ်အောက်အလယ်ပေါ့နော်ဒါမျိုးလေးရေးလို့ရတယ်ဒုတိယမြောက်အတန်းလေးကကြတော့ဘေးကိုပေါ့နော်ညာဘက်စွန်းဘယ်ဘက်စွန်းဆက်ပြီးရေးလို့ရတယ်ဒီအောက်ကဟာလေးကကြတော့ဒီညာဘက်ကိုနည်းနည်းတိုးမလားဘယ်ဘက်ကိုနည်းနည်းတိုးမလားအစားရှိတဲ့ပြင်ဒီလိုမျိုးလေးတွေချိန်လို့ရတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကကြတော့ဒီ merge လုပ်တာပေါ့နော်အဲ့တော့ merge လုပ်တယ်ဆိုတာ Excel ရဲ့ဆဲကွက်လေးတွေပေါ့နော် Excel ရဲ့အကွက်ကလေးတွေကိုဆဲကွက်လေးတွေလို့ခေါ်တယ်
အဲ့ဒီဆဲကွက်လေးတွေကို2ကွက်ကနေ1ကွက်ပေါင်းတာ3ကွက်ကနေ1ကွက်ပေါင်းတာအစရှိသဖြင့်ကိုဆက်လက်မှတ်ထားတဲ့အကွက်ကလေးတွေကို1ကွက်ထဲဖြစ်အောင်ပေါင်းတာကို match လုပ်တယ်လို့ပြောရဲပေါ့နော်အဲ့တော့အခုဒီမှာဆိုလို့ရှိရင်ကိုလုပ်ချင်တာ2ကွက်ရှိရဆိုရင်2ကွက်ကိုအရင်ဆုံးဆက်လက်မှတ်မယ်ဆက်လက်မှတ်ပြီးသွားလို့ match နှိပ်လိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီဆဲကွက်လေးက1ကွက်ထဲဖြစ်သွားတယ်အဲ့တော့လုပ်ပြီးသားဟာတွေကိုလည်းပြန်ပြီးတော့ဖျောက်ချင်တယ်ဆိုလို့ရှိရင်လည်းခုနအတိုင်းပဲလုပ်ထားတဲ့အကွက်ကလေးကိုနှိပ်အဲ့ဒီဆဲကွက်လေးပြန်နှိပ်လိုက်match လေးပြန်လုပ်လိုက်လို့ရတယ်ပေါ့နော်ဒါဆိုရင်ငကို original အတိုင်းအကွက်ကလေးကပြန်ပြီးတော့ကွဲသွားလိမ့်မယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီအောက်က AB ဆိုတဲ့ဟာလေးပေါ့နော်အဲ့ဒီဒီဟိုဟာလေး format လေးကဘာလုပ်တာလဲဆိုရင်သူကစာသားလေးတွေကိုတိုင်ပြောင်းတာပေါ့နော်ဥပမာအကွက်ကလေးထဲမှာပုံမှန်ဒီ default အနေနဲ့ဆိုလို့ရှိရင်သူကဘယ်ကနေညာဆိုပြီးတော့အလျားလိုက်တွေဝင်သွားတယ်ပေါ့နော်အဲ့ဒီဟာကိုကအဲ့လိုမကြိုက်ဘူး downline လေးတွေပြောင်းချင်တယ်တော့မဟုတ်လဲ diagonal ပေါ့နော် down ဖြတ်လေးတွေပြောင်းချင်တယ်ဆိုတဲ့အခါမျိုးမှာဆိုလို့ရှိရင်အဲ့ဒီဟာကိုဒီရွေးပြီးတော့လုပ်လို့ရပြီပေါ့နော်အဲ့တော့ရှေ့မှာပြောခဲ့သလိုပဲသတိထားရမှာကိုလုပ်မယ်ဆိုလို့ရှိရင်ဘယ်ဟာကိုပဲလုပ်မဲ့အကွက်ကလေးကို select မှတ်ပြီးတော့လုပ်မယ်ပေါ့နော်အခုဒီမှာပြထားတာကကြတော့နောက်ဒီ option တစ်ခုပေါ့နော်နောက် setting တစ်ခုကကြတော့ဘာလဲဆိုရင်ဒီ wrapping လို့ခေါ်တယ်ပေါ့နော်သူကဘာလဲဆိုရင်ဥပမာထားတော့ကိုကပုံမှန်အတိုင်းဆဲကွက်ဒီအတိုင်းရိုက်လိုက်တယ်ဆိုရင်စာသားကကိုကအရှိကြီးရိုက်လိုက်တယ်ဆိုရင်အဲ့အရှိကြီးစာဝင်နေတာပေါ့နော်အဲ့ဒါကိုရိုက်တဲ့လောက်ကိုချဲ့တဲ့လောက်အလျားအတိုင်းပေါ့နော်ဆဲကွက်ရဲ့အကျယ်အတိုင်းပေါ်တင်တယ်ဆိုလို့ရှိရင်ကြတော့အဲ့ဒီ AB ဆိုတဲ့မြားအပွေးလေးနဲ့ဟာလေးကိုသုံးပြရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ဆဲကွက်ရှိသလောက်ကိုပဲစာသူ့အော်တိုအောက်ကျသွားမှာဖြစ်ပြီးတော့ဆဲကွက်ရဲ့အပြင်ဘက်ကိုရှန်ထွက်နေတာမျိုးတွေဒါတွေမရှိတော့ဘူးပေါ့နော်အဲ့တော့သူ့ရဲ့အလျားကလည်းကိုချဲ့လိုက်တဲ့အလျားအတိုင်းစာကအော်တိုလိုက်ပြီးတော့ဒီပြန်ပြီးတော့ချိန်ပေးတယ်ပေါ့နော်အလျားအနှံပြန်ပြီးတော့ချိန်ပြီးတော့အဓိကတော့အလျားပေါ့နော်ဒါမျိုးလေးအဲ့ဒီနေရာမှာဆိုလို့ရှိရင် AB နဲ့ညာအပွေလေးနဲ့ကိုသုံးလို့ရပါတယ်နောက်တစ်ခုကကြတော့ဒီခုပြနေညာဘက်ခြမ်း format ပေါ့နော်အဲ့တော့ format ဆိုတာကဘယ်လိုထင်တာမျိုးမှတုံးလဲဆိုရင်ကိုရိုက်လိုက်တဲ့ဒီစာကြောင်းလေးကိုရိုက်လိုက်တဲ့ data လေးကဘယ်လိုမျိုးစားလဲဥပမာစာမျိုးစားလားနာမည်မျိုးစားလားသို့မဟုတ်လည်းပတ်စံမျိုးစားလားအစရှိသဖြင့်ပေါ့နော် date မျိုးစားလားဒါမျိုးလေးတွေကိုကိုက format လေးတွန်းထားတယ်ဆိုလို့ရှိရင်နောက်ကိုရိုက်လိုက်တဲ့ data တွေမှာဒီ auto လေးပေါ့နော်သူပြောထားတဲ့ format လေးအတိုင်းဝင်နေလိမ့်မယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင် currency ဆိုကြပါစို့ဒါငွေကြေးပေါ့နော်ငွေကြေးဆိုလို့ရှိရင်ဥပမာဒေါ်လာဆိုင်လားမြန်မာကျပ်ငွေလားအစရှိတဲ့ဒါမျိုးလေးတွေလုပ်လို့ရတယ်ပေါ့နော်အဲ့တော့ပို့ပြီးတော့သိချင်တဲ့ဆိုရင်ထုံးစံတိုင်းနဲ့ additional setting မှာဝင်ပြီးတော့ကိုလိုချင်တဲ့ဟာကိုပြင်ပြီးတော့ပြင်လို့ရတယ်ပေါ့နော်အဲ့တော့အောက်မှာအသင်ထုတ်ပေးထားတဲ့ shortcut တွေကနေပြီးတော့လည်းဒီ format တွေကိုရွေးလို့ရတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကိုရိုက်လိုက်တဲ့ data လေးကဥပမာကိုကတစ် column လုံးစာကို format တင်ထားတယ်ဆိုရင်နောက်ရောက်လိုက်တဲ့ data တွေကဒီကိုလုပ်ထားတဲ့ format အတိုင်း auto ဝင်သွားလိမ့်မယ်ပေါ့နော်ဒီလိုမျိုးလေးနဲ့သွားလို့ရတယ်ဟုတ်ပြီးရင်တော့ကိုက data တွေပြင်ပြီးတော့ချိန်ကျင်တယ်ဆိုရင်အခုနအရှိမပြီးခဲ့တဲ့ဒီ data လေးဒီ format လေးတွေ alignment လေးတွေသုံးပြီးတော့ပြန်ပြီးလုပ်လို့ရတယ်ဒီနေရာမှာတစ်ခုထပ်ပြောချင်တာပုံမှန်စာတွေကူးတယ်လို့ပဲပေါ့နော်Excel ရဲ့ဇာတ်ကွက်တွေကို copy ကူးမယ်ဆိုလို့ရှိရင်လည်း shortcut အနေနဲ့ Ctrl C Ctrl V နဲ့ကူးလို့ရတယ်ဒီပုံမှာဖြတ်ပြီးမှကူးချင်တယ်ဆိုရင် Ctrl H Ctrl V နဲ့ကူးလို့ရပါတယ်